လုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာလူငယ်တွေအနေနဲ့မိဘသားသမီးဆွေမျိုးသားချင်းတငယ်ချင်းမိတ်ဆွေတွေကြားမှာပဲဖြစ်ဖြစ်မကြာခဏမမြင်သာပေမဲ့တကယ်လိုအပ်နေတဲ့အရာတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ကိုယ်ပိုင်နယ်နိမိတ်လို့ခေါ်တဲ့ set boundary ပဲဖြစ်ပါတယ်ကျမတို့မြန်မာလူမျိုးတွေမှာလှပါတယ်ဆိုပြီးသတ်မှတ်ထားတဲ့စိတ်ထားလေးတစ်ခုရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါကတော့အာနာတာပါအာနာလို့လုပ်ပေးလိုက်ပြီအာနာလို့ဘာမှမပြောလို့လားဟုတ်ပါတယ်ဒါစိတ်ထားနှုတ်ညံ့တဲ့သဘောကောင်းတဲ့လူတွေတော်တော်များများမှာတွေ့ရတတ်ပါတယ်ဒါဆိုရင်အာနာတွေဆိုတဲ့စိတ်ထားကနေရာတိုင်းမှာသုံးဝင်နိုင်ပါသလားတဲ့ပြောရရင်တော့နေရာတိုင်းသုံးဝင်နိုင်ပါဘူးအထူးသဖြင့်ကိုကဘာပဲလုပ်ပေးနိုင်တယ်ချိန်မရှိလို့မလုပ်ပေးနိုင်ဘူးပြောလိုက်ရတယ်အဲ့လိုပြောလိုက်ရတယ်ဆိုရင်ပဲကျမတို့မှာအာနာလို့တရားပါတော့မယ်ဆိုတဲ့ခံစားချက်မျိုးဝင်မိကြတယ်ဒါဟာတစ်သက်လုံးပြုစုပြောထောင်ခံလာရတဲ့ cultural dilemma တွေကြောင့်ဆိုလည်းမမှားပါဘူးဒါကြောင့်ကိုယ်ပိုင်နယ်နိမိတ် set boundary ဆိုတာဘာလဲဆိုတာကိုအနည်းငယ်ရှင်းပြပေးသွားပါမယ် set boundary ဆိုတာကသင်ဘယ်အရာကိုလက်ခံနိုင်ပြီးဘယ်အရာကိုလက်မခံနိုင်ဘူးဆိုတဲ့သတ်မှတ်ဖော်ပြထားတဲ့ကိုယ်ပိုင်သတ်မှတ်ချက်ပါအချိန်စွမ်းအင်ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်ခံစားမှုငြိမ်ဝှက်ချမ်းသာမှုဒါတွေကိုကာကွယ်ပေးပါတယ်ခြံစည်းရိုးတစ်ခုလိုပဲတွေးကြည့်လို့ရပါတယ်လူတွေကိုအချင်းချင်းကင်းလှည့်တာမဟုတ်ပေမဲ့ကိုအနေရကနေကာကွယ်ပေးထားတာပါနယ်နိမိတ်တွေရဲ့အမျိုးအစားတွေကတော့ပထမဆုံးတစ်ခုအနေနဲ့ခံစားမှုနယ်နိမိတ် emotional boundary ဒါဆိုဘယ်လောက်ရလဲအသက်ကကြီးလာပြီနော်အိမ်အောင်မဖြစ်သေးဘူးလားအိမ်အောင်ကြတာကြာပြီလေခလိမြူကြသေးဘူးလားခလိကတယောက်တည်းပြင်းနေမှာပေါ့နောက်တစ်ယောက်ထပ်မယူဘူးလားဒီလိုမေးခွန်းမျိုးတွေကလူတစ်ယောက်ရဲ့ခိစိတ်ခံစားချက်ကိုထိခိုက်အောင်လှုပ်ဆောင်နိုင်စွမ်းရှိပါတယ်အဲ့လိုခါမျိုးမှာဒီလိုမေးတာတော့မကြိုက်ဘူးအခုချိန်မပြောချင်သေးဘူးဆိုပြီးစိတ်ခံစားမှုနယ်နိမိတ်ကိုသတ်မှတ်ထားနိုင်ပါတယ်ဒုတိယတစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာနယ်နိမိတ် physical boundary လို့ခေါ်ပါတယ်ခွင့်မတောင်းမဲ့နဲ့လာမဖတ်ပါနဲ့အထူးသဖြင့်ကလေးလေးတွေကိုတင်ပြပေးထားမယ်အဓိကနယ်နိမိတ်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ online နယ်နိမိတ် online boundary ပေါ့ဒီစားချင်းချင်းဆိုပေမဲ့လည်း account password တွေတော့မပေးနိုင်ဘူးမ share ပေးနိုင်ဘူးနင်းလည်းနင်းအကောင့်သုံးငါလည်းငါအကောင့်သုံးဒါမျိုးကို online boundary လို့ခေါ်တာပါနောက်တစ်ခုကတော့အချိန်နယ်နိမိတ်ပေါ့နော် time boundary ပါဒီနေ့အပြင်သွားတာငါမထွက်နိုင်ဘူးတကယ် assignment လုပ်ဖို့ရှိနေတာမို့လို့ပါဆိုပြီးတော့ညှင်းလိုက်လို့ရပါတယ်ဒီလိုမျိုးဆိုပြီးတော့ set boundary အများကြီးရှိကြပါတယ်ဘာကြောင့်ကိုယ်ပိုင်နယ်နိမိတ် set boundary ရအရေးကြီးတာလဲအဲ့ဒီကြောင့်ကတော့မိမိဘဝတန်ဖိုးနဲ့ကိုယ်ပိုင်အတိအကျပိုင်ဆိုင်မှုကိုတိစောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နယ်နိမိတ်မရှိဘဲနေနိုင်နေဆိုရင်ကိုယ့်ကိုပင်ပန်းလာနိုင်တယ်တန်ဖိုးမထားခံရတဲ့မလုံခြုံဖြစ်နိုင်တယ်လူတွေဟာသူများတွေစီကတော်တော်များများအကောင်းမြင်စေချင်ကြတယ်လေဒီထဲမှာကျမလည်းပါဝင်ဖြစ်ခဲ့ဘူးလေတက္ကသိုလ်ကျောင်းသူဘဝ EC ဖြစ်ခဲ့တဲ့အချိန်မှာကျမကိုတငယ်ချင်းတယောက်ကဒီလိုမျိုးပြောဖို့ပါတယ်နင်က set boundary မထားလို့ခုလိုလူတကာအနိုင်ကျင့်တာခံနေရတာကြချင်းတော့စိတ်ဆိုးမိတယ်ဒါပေမဲ့တေချာအချိန်ယူပြီးပြန်တွေးကြည့်လိုက်တော့လေသူပြောတာတော်တော်မှန်ပါတယ်အမှန်တရားတွေကတစ်ခါတလေတော့နားခတတ်ပါတယ်ကိုယ်ပိုင်နယ်နိမိတ်တွေထားရှိတာကတင့်ကိုယ်တင်ယူတင်မှုရှိလာစေတယ်တခြားသူတွေကလည်းဘယ်လိုဆက်ဆံရမလဲဆိုတာကိုသဘောပေါက်လာတယ်အမြဲတမ်းဟုတ်ကဲ့ဆိုပြီးတော့ရနေတယ်ဆိုတဲ့ဟာမျိုးထက်နောက်ဆုံးမှာကိုကဘာလုပ်ချင်တာလဲဆိုတာတော့တဖြည်းဖြည်းနဲ့မသိတော့တာဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့နယ်နိမိတ် set boundary ကိုပြောတတ်တဲ့အခါဆိုလို့ရှိရင်တော့တကယ်ကိုချောမွေပြီးတန်ဖိုးရှိတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်မလုပ်ချင်ဘူးလို့လည်းပြောခွင့်ရှိပါတယ်မလုပ်ချင်ဘူးဆိုတာကမရိုင်းတဲ့အပြုအမူမကြောက်ဖွယ်ရာမချစ်ဖွယ်ရာမဟုတ်ပါဘူးလုပ်ငန်းခွင်နဲ့ဝင်တဲ့အခါမှာရောက်လာတဲ့အချိန်ကျရင်နေလားကဘယ်လောက်ရနေပြီလဲအင်ကိုဘယ်လောက်ပြန်ပေးနေလဲဒီလိုအမေးခံရတဲ့အခါစိတ်အစင်မပြေနေလို့ရှင်မဖြေဘူးလို့ညှင်းလိုက်လို့ရပါတယ်ဒါကတင့်ကိုယ်တင်တန်ဖိုးထားတယ်ဆိုတဲ့အကြောင်းတင့်ရဲ့တည်ငြိမ်မှုကိုကာကွယ်ပေးနေရပါတကယ်ချစ်ရတဲ့သူသဘောထားတိုက်ဆိုင်တဲ့သူတွေကတင့်ကိုနားလည်ပြီးတင့်ရဲ့ကိုယ်ပိုင်နယ်နိမိတ် set boundary ကိုလက်ခံပေးကြပါလိမ့်မယ်ကိုယ်ပိုင်နယ်နိမိတ်ကိုမလေးစားတဲ့သူရှိလာခဲ့ရင်လည်းဒီလိုဖြစ်တတ်ပါတယ်စတွေ့ချိန်တော့မလွယ်ဘူးပေါ့လေဒါကိုအတက်နိုင်ဆုံးကိုယ့်ဘက်ကဖြည့်ရှင်းပေးဖို့ပုံဝင်လင်းလင်းပြောပြလို့ရပါတယ်ကိုယုံကြည်ရတဲ့သူမို့လို့ဒီတယောက်ကိုပြောတိုင်းရှိသမျှလူတွေလိုက်ပြောနေတာက set boundary ထားရမကြပါဘူးတင့်ကိုတကယ်ချစ်ခင်တယ်ဆိုလို့ရှိရင်တော့နားလည်ပေးပါလိမ့်မယ်နယ်နိမိတ်သတ်မှတ်ခြင်းကိုဘယ်လိုစတင်လို့ရပါလဲအဆင့်လေးတွေတော့နည်းနည်းထားပေးရတာပေါ့လေပထမဆုံးတစ်ဆင့်ကတော့ကိုယ့်ရဲ့စံတန်ဖိုးတွေကိုသိဖို့လိုပါတယ် self awareness ပေါ့ဒုတိယတစ်ချက်ကတော့အသေးစိတ်လေးရစတင်လို့ရတယ်ကိုလက်ခံနိုင်လောက်တဲ့ချိန်တွေကနေစတင်ရပါမယ်
နံပါတ်3အခြေအနေနဲ့ငါကတော့ဒီလိုခံစားနေရတယ်ဆိုတဲ့ကိုယ့်ရဲ့ခံစားနေရတဲ့ဖြစ်စဉ်ကိုရှင်းပြပေးပါအမြဲတမ်းတသိမ့်မသိမ့်ဖြစ်နိုင်တဲ့အခြေအနေဆိုရင်တော့ပိုကောင်းပါတယ်ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေကိုအမြဲတမ်းထိန်းသိမ်းထားသလိုမျိုးပေါ့နောက်ဆုံးအနေနဲ့ကတော့ကိုယ့်နယ်နိမိတ်အတွက်တောင်းပန်စရာမလိုပါဘူးကိုခံစားနေရတာကိုဒါတေချာကြိုပြောထားနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ set boundary နဲ့ပတ်သက်တဲ့တွေးတွေကိုလည်းလူတွေကလက်ခံလာပါလိမ့်မယ်ဒါကြောင့် set boundary တစ်ခုထားရတာကျမတို့ကိုယ်တိုင်လည်းမြမလူမှုအတိုင်းအဝိုင်းမှာခက်ခဲနေရတာပဲဖြစ်ပါတယ်ခက်ခဲပေမဲ့လည်းအခုကနေစပြီးတော့ set boundary တစ်ခုကိုရှာဖို့ကြိုးစားကြည့်အောင်လို့တိုက်တွန်းလိုက်ပါတယ်